လမ်းမလျှောက်နိုင်တဲ့အတွက်တမိုင်းတစ်လျှောက်အခိုင်မာဆုံးဘိုက်ကင်းစစ်တီတွေကတယောက်ဟာသူ့သွားလျာကိုထမ်းစင်နဲ့တဲဆောင်သွားခဲ့ရပါတယ်။ဒဏ္ဍာရီတွေအရသူ့ရဲ့ခြေထောက်ရိုးတွေဟာအယိုးနုလိုနူးညံ့တယ်လို့ဆိုကြပါတယ်။မှတ်တမ်းတချို့အရသူ့မှာအယိုးလုံးဝမရှိသလောက်ပါပဲ။သူ့နာမည်ကလည်းပဲဖြစ်ပြီးအယိုးမဲ့ပါအဖြစ်မှတ်မိကြပါတယ်။ဒါပေမဲ့သူ့ရဲ့မတန်ဆွမ်းတဲ့ခန္ဓာကိုယ်ကြောင့်ဘိုက်ကင်းခေတ်ရဲ့အန္တရာယ်ရှိဆုံးဗျူဟာမှုဖြစ်လာခဲ့ပါတယ်။ပါရီမြို့ကိုလူရက်ခဲ့တဲ့စစ်တီတော်ခန့်ညာဟာစစ်သင်္ဘော2 စင်းနဲ့နားထွက်ဒိမ်းကိုတိုက်ခိုက်ဖို့ရွက်လွှင့်ခဲ့ပါတယ်။သူဟာယုံကြည်မှုလွန်ကဲခဲ့ပါတယ်။နောက်ဒိမ်းရဲ့ဘရင်အလာဟာခန့်နာကိုဖမ်းဆီးပြီးရက်ဆက်ကြမ်းကြုတ်စွာကွပ်မျက်ခဲ့ပြီးအစိတ်ပြင်းတဲ့မွေတွင်းနဲ့ပစ်ချခဲ့ပါတယ်။ဖခင်ရဲ့တေဆုံးမှုဟာတားလျောက်ကိုတပြိုင်နက်တည်းကြုံတွေ့ခဲ့ရပါတယ်။ဒဏ္ဍာရီတွေအရသူတို့ရဲ့တုံ့ပြန်မှုတွေဟာတိတိတတ်တာကွာခြားတယ်လို့ဆိုပါတယ်။ဘီယန်ဟာသူ့လန်ရဲ့လက်ကင်ကိုတင်းတင်းကြပ်ကြပ်ညှစ်ထားတာကြောင့်သူ့ရဲ့လက်ပွေရာတွေဟာတစ်သားထဲမှာဆွဲထင်နေခဲ့ပါတယ်။ဒန်ဟာစစ်တူရင်ခုန်ကိုလက်ကနေသွေးတာဒီစီးကျလာတဲ့အထိညှစ်ထားခဲ့ပါတယ်။စစ်ဂရစ်ဟာမတိစိတ်နဲ့အကြိမ်ကြိမ်သူ့လက်ကိုအယိုးအထိခုတ်ထစ်ခဲ့ပါတယ်။ဒါပေမဲ့အီဗာဟာလက်ချောင်းတစ်ချောင်းမှမလုပ်ခဲ့ပါဘူး။သူမဟာဇလန်းတစ်ခုလုံးကိုတည်ငြိမ်စွာနားထောင်နေခဲ့ပါတယ်။သူမရဲ့ဒေါသဟာပျောက်ကွယ်သွားခြင်းမရှိပါဘူး။ယင်းသည်ရိုးရိုးရှင်းရှင်းမပြသနိုင်ခဲ့ပဲထို့ကြောင့်သူသည်သူ့ညီကိုအလုံးထပ်ပို၍ကြောက်စရာကောင်းသူဖြစ်လာခဲ့သည်865ခုနှစ်တွင်အီဗာနှင့်သူမ၏ညီအကိုများသည်တမိုင်းတွင်မဟာယူမတက်မတော်ဟုခေါ်သောတက်မတော်တစ်ခုကိုစုစည်းခဲ့ကြသည်ယင်းသည်ယခင်ကကဲ့သို့ရုတ်တရက်တိုက်ခိုက်မှုမဟုတ်ပါလင်းသည်အပြည့်အဝကျူးကျော်မှုတစ်ခုဖြစ်သည်ဤတက်မတော်ကိုကဘာတဝမ်းမှစစ်သည်များဒိမတ်နော်ဝေးနှင့်အခြားနေရာများမှဘိုက်ကင်းများဖြင့်ဖွဲ့စည်းထားပြီးရီမန်းချက်တစ်ခုတည်းဖြင့်စီးလုံးညီညွတ်ကြသည်လူရဲမှုတသက်မဟုတ်ဘဲတိမ့်ပိုက်ရန်ဖြစ်သည်တက်မတော်သည်အီဆယ်လီယာတို့ခုခံမှုမရှိဘဲဆင်းသက်ခဲ့သည်ဒေတာခံဖရင်သည်ယာယီငင်းချဲရေးအတွက်ဘိုက်ကင်းစစ်တပ်မြင်းများကိုကန့်လန့်ကညှိနှိုင်းရန်ရွေးချယ်ခဲ့သည်ဤပါသည်ကျေနပ်မှုကြောင့်မဟုတ်ဘဲမြင်းများသည်သူလိုအပ်သောကြောင့်ကန့်လန့်ချက်ကိုလက်ခံခဲ့သည်မြင့်တက်သည်ခြေလင်တက်ထက်များစွာပိုမြန်သည်သူတို့သည်ထိုဆောင်းရာသီကိုပြင်ဆင်ရန်အသုံးပြုပြီးနောက်လင်းတို့၏ဖခင်ကိုတတ်ခဲ့သူ၏နေမြေဖြစ်သောနော်တာပီယာသို့ချီတက်ခဲ့ကြသည်866ခုနှစ်နိုဝင်ဘာလတွင်နော်တာပီယာသည်မိမိကိုယ်ကိုပြိုကွဲနေပြီဖြစ်သောကြောင့်ယုံမြို့ကိုတိုက်ခိုက်ခြင်းမရှိဘဲတိမ့်ပိုက်ခဲ့သည်ဘရင်နှစ်ပါးသည်ထိနှက်အတွက်ရှင်ပြိုင်နေကြသည်လူရက်သူအလာနှင့်ဖြုတ်ချခံရသောဘရင်အော့စပတ်ဒါပေမဲ့ရိုးကြဆုံးချိန်မှာဘရင်အဲလာမျိုးထဲမှာမရှိခဲ့ပါဘူးဘိုက်ကင်းသမိုင်းမှာအထူးဆန်းဆုံးဇလန်တစ်ပုဒ်ကအီဗာရဲ့ငင်းချမ်းရေးကန့်လန့်ချက်အကြောင်းပြောပြတယ်လို့ဒဏ္ဍာရီရသိရပါတယ်အီလာနဲ့တိုက်ပွဲမှာသူဟာနွားသားရည်တစ်ထည်တည်းဖုံးအုပ်ဖို့လုံလောက်တဲ့မြေကွက်ငယ်လေးတစ်ကွက်ကိုပဲတောင်းဆိုခဲ့ပါတယ်အီလာဟာဆုံးရှုံးစရာဘာမှမမြင်ပဲသဘောတူခဲ့ပါတယ်ဒါပေမဲ့အီဗာဟာနွားသားရည်ကိုအပားလွှာဆုံးဆင်းလေးတွေဖြစ်အောင်လှိဖြက်ပြီးခံတပ်တစ်ခုလုံးကိုဝိုင်းရံနိုင်တဲ့အထိချဲ့ထွင်ခဲ့ပါတယ်အီလာကတိပေးထားတဲ့မြေကွက်ငယ်လေးဟာမြို့တစ်မြို့လုံးရဲ့အခြေစိုက်စခန်းဖြစ်လာခဲ့ပါတယ်အီလာဟာဒေါသထွက်နေပေမဲ့ဂတိကဝတ်ကတော့ဂတိပါပဲသူကတိပေးထားတဲ့အရာကိုလက်ခံဖို့ကလွဲလို့သူ့မှာရွေးချယ်စရာမရှိပါဘူးဒါဟာ Northumbria သူတို့အားနည်းတယ်လို့ထင်တဲ့လူတစ်ယောက်အကြောင်းသင်ယူခဲ့ရတဲ့ပထမဆုံးသင်ခန်းစာပါပဲသူ့ရဲ့စကားတွေဟာဓာတ်တစ်ချောင်းလိုအန္တရာယ်များပြီးပိုတောင်အန္တရာယ်များပါသေးတယ်အဲ့ဒီဆောင်းရသည်မှာအယူမတက်ဟာဆောင်းမှာတက်စခန်းချခဲ့ပါတယ်အီဗာဟာအလင်းစလိုမလုပ်ခဲ့ပါဘူးသူ့ညီကိုတွေကချက်ချင်းတိုက်ခိုက်ချင်ကြပြီးအမြန်ဆုံးလက်စားချေချင်ကြပေမဲ့အီဗာကစောင့်နေပါတယ် Northumbria ရဲ့ထီနန်းအတွက်ရှင်ပြိုင်နေကြတဲ့ပြိုင်ဘက်ဘရင်တွေဖြစ်တဲ့အီလာနဲ့အော့စပတ်တို့ဟာနောက်ဆုံးမှာအချင်းချင်းတိုက်ခိုက်ကြမယ်ဆိုတာသူသိပါတယ်အချင်းချင်းမုန်းတီးတဲ့ရန်သူနှစ်ယောက်ဟာပူးပေါင်းတိုက်ခိုက်တဲ့ရန်သူနှစ်ယောက်ထက်အနည်းနည်းပါတယ်သူဟာသူ့ရဲ့ဆောင်ရဲတပ်တွေကိုစူးစီးဖို့စောင့်မျှော်နေပြီးနှစ်ဖက်စလုံးတေမင်းစီကိုအတူတူရှောက်လန်းဖို့စောင့်မျှော်နေပါတယ်မက်လ868ခုနှစ်မှာနဝါနဲ့အော့စပတ်တို့ဟာသူတို့ရဲ့ရန်မျိုးကိုဆွန့်လွတ်ခဲ့ကြပါတယ်သူတို့နှစ်ယောက်ျားကရန်မျိုးတွေဟာယော့ခ်မှာရှိတဲ့ Viking တပ်စခန်းကိုတိုက်ခိုက်ဖို့ပေါင်းစည်းသွားခဲ့ပါတယ်။အစပိုင်းမှာတော့ Northumbria အတွက်အရာအလုံးအဆင်ပြေခဲ့ပါတယ်။သူတို့ဟာမြို့ရိုးတွေကိုချိုးဖောက်ပြီး Viking တွေကိုကျင်းမြောင်းတဲ့လမ်းတွေစီပြန်တွန်းပို့ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒါကထောင်ချောက်တစ်ခုပါပဲယော့ခ်ရဲ့ကျင်းမြောင်းတဲ့လမ်းတွေကကနန်းတင်ချာရတာလုံမှုကိုအတိတ်ပဲမဲ့စေခဲ့ပါတယ်။နှစ်ပေါင်းများစွာတိုက်ပွဲတွေနဲ့ကျင်းမြောင်းတဲ့နေရာတွေကိုကျင်းသားရနေတဲ့ Viking စစ်သည်တွေဟာအနီးကပ်တိုက်ခိုက်ဖို့ကျင်းသားရနေပါပြီအလင်းစလိုစုဝေးနေတဲ့ Northumbria တပ်ဟာလင်းမြန်တဲ့တံပြန်တိုက်ခိုက်မှုကိုရင်ဆိုင်ဖို့စီးကမ်းမရှိခဲ့ပါဘူး Osprey နဲ့ Ellen နှစ်ယောက်စလုံးဟာတိုက်ပွဲတစ်ခုထဲမှာပဲတေဆုံးသွားခဲ့ကြပါတယ်တပည့်ရဲ့အဖေကိုမွေတွင်းနဲ့ပြစ်ချခဲ့ဘူးတဲ့လူဟာအခုတော့ Northumbria မြေပြင်ပေါ်မှာတေဆုံးသွားခဲ့ပါတယ်ဘာကတော့အောင်ပွဲမခံခဲ့ပါဘူးသူမရဲ့မောင်နှမတွေကပျော်ရွှင်စွာအော်ဟစ်ကြပေမဲ့Evaကတော့သူမရဲ့အဖေရဲ့တေဆုံးမှုသတင်းကိုတည်ငြိမ်စွာနားထောင်ခဲ့သူပဲအလောင်းကိုတိတ်ဆိတ်စွာငေးကြည့်နေခဲ့ပါတယ်သူမရဲ့လက်စားချေမှုဟာ